ဒါကြောင့်အခုလက်ရှိထိုင်းလူမျိုးတွေရဲ့တွေးထဲမှာမွန်နဲ့ခမာအနွယ်ဝင်တွေရဲ့အဆက်အနွယ်တွေစီးဆင်းနေစေလို့ဆိုနိုင်ပါတယ် 1238 ခုနှစ်မှာတော့တမိုင်းရဲ့အပြောင်းလဲကြီးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ထိုင်းကောင်းဆောင်နှစ်ဦးဖြစ်တဲ့ဖိုးခွန်ဖာမင်းနဲ့ဖိုးခွန်ဘန်ကလန်ဟောင်တို့ဟာခမာဘရင်ခံကိုအပြတ်တက်တိုက်ထုတ်ပြီးလွတ်လပ်ရေးကိုကြီးညာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ဟာစူခိုထိုင်းလို့ခေါ်တဲ့ပထမဆုံးလွတ်လပ်တဲ့ထိုင်းနိုင်ငံတော်ကိုတည်ထောင်ခဲ့ပါတယ်။စူခိုထိုင်းဆိုတာပါဠိစကားဒုက္ခနဲ့တိုင်းကနေဆင်းသက်လာပြီးပျော်ရွှင်ခြင်းဤအယုံဦးလို့အဓိပ္ပာယ်ရပါတယ်။ဒါဟာကျူးကျော်သူတွေကိုတော်လှန်ပြီးကိုယ်ပိုင်ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးခဲ့တဲ့ထိုင်းနိုင်ငံရဲ့တမိုင်းဦးအစမှပါပဲ။ဒါတွေကတော့တင်တို့မသိရသေးတဲ့ဒါပေမဲ့သိထားတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။နောက်ထပ်လေးစိတ်ဝင်စားဖို့ကောင်းပြီးလူတိုင်းမသိသေးတဲ့လူတိုင်းသိတဲ့အချက်လက်သစ်တွေနဲ့အကြောင်းအရာမျိုးစုံကိုအမြဲတင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့သိပြီးပြီလား Did you know official YouTube channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်